ကျွန်တော်ဒီနေ့ကုရ်အာန်ဆိုတဲ့လူ့ဘဝလမ်းညွှန်တနည်းအားဖြင့်ပြောရရင်လေလာစီပူမှတ်သားလိုက်နာစရာများကိုစုပေါင်းထားတဲ့ဥပဒေကျမ်းကိုဘယ်လိုလေလာစီပူရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အပိုင်း၃ကိုတင်ပြပါမယ်أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقهوا قولي وقال تعالى وقل رب زدني علما صدق الله العظيم السلام عليكم ورحمة الله وبركاته အပိုင်းနဲ့မှာကုရ်အာန်လေ့လာမှုနဲ့ပတ်သက်ပြီးတော့အပိုင်းနှစ်ပိုင်းရှိကြောင်းပြောခဲ့တယ်တပိုင်းကကွဲပြားခြားနားတဲ့ဘာသာပြန်ကျမ်းတွေကိုလေ့လာပြီးတော့မိမိရဲ့စင်ဉာဏ်ဉာဏ်အရာအကောင်းဆုံးဖြစ်မဲ့သဘောတရားတွေကိုစစ်ထုတ်ပြီးလက်ခံဖို့ဒီနေ့လိုအင်တာနက်ခေတ်ကြီးမှာဘာသာပြန်ဆိုပြီးသားကုရ်အာန်တွေအများကြီးလေ့လာဖို့အခွင့်အရေးရှိတယ်ဒုတိယတပိုင်းကအာရဘီကိုကိုယ်တိုင်နားလည်ဖို့ရန်စီးပူးလေ့လာမှုဒီလိုလေ့လာမှုမှာဝါကျဖွဲ့ထုံးတဲ့စကားလုံးဗေဒအပြင်ကုရ်အာန်အဘိဓမ္မာတွေကိုအထူးပြုလေ့လာမှုလည်းပါဝင်တယ်ထူးခြားတာကကုရ်အာန်သုံးစကားလုံးတွေမှာအတိတ်ပဲအများအပြားရှိနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီအတိတ်ပဲတွေထဲကအသင့်တော်ဆုံးဖြစ်တဲ့အတိတ်ပဲကိုကုရ်အာန်အာယတ်အချင်းချင်းရဲ့ဆက်ဆက်မှုအပေါ်ကနေအနက်ကောက်တာပါဥပမာဆွလာဆိုတဲ့ဝေါ်ဟာရကိုပုံစံအမျိုးမျိုးနဲ့ကုရ်အာန်ရဲ့အာယတ်ပေါင်း90မှာ96ကြိမ်သုံးလုံးထားတယ်ပြီးတော့ဒီစကားလုံးနဲ့တွဲပြီးတော့ဇကာဖွံ့ဖြိုးခြင်းကြီးထွားခြင်းပြီးတော့တကွာအလတ်လမ်းညွှန်မှုနဲ့အညီကိုယ့်ရဲ့အည်သွေးတွေကြာဆင်းမသွားဖို့နဲ့တိုးတက်လာဖို့တိဆောက်ခြင်းပြီးတော့ရှူတာအရေးကိစ္စတစ်စုံတစ်ခုနဲ့ပတ်သက်ပြီးတော့အပြန်အလှန်ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းပြီးတော့တခါဆွဘတ်ကြန့်ခိုင်စွာယက်တီခြင်းဆိုတဲ့ဝေါ်ဟာရတွေကိုပါဆွလတ်နဲ့တွဲပြီးတော့သုံးလုံးထားတယ်ဆိုတော့ကဒီဆွလတ်ကိုကျွန်တော်တို့သိဖို့အတွက်ဇကတ်တကွာရှူရာဆဘတ်စတာတွေကိုလည်းကျွန်တော်တို့ကသိဖို့လိုလာတယ်ဒီပေါ်မှာအခြေခံပြီးတော့တဖ်ဆီရ်ပညာရှင်တွေကအလ်ကုရ်အာန်ယူဖဆီရူဘာဒူဟူဘာဒန်လို့ပြောကြတယ်ကုရ်အာန်ဒီမိမိအစိတ်ပိုင်းအချို့ကိုအချို့ဖြင့်ရှင်းလင်းပြသည်ဒီနေရာမှာကျွန်တော်တာရကတစ်ခုပြမယ်ဥပမာကုရ်အာန်မှာသုံးလုံးထားတဲ့ဆွာဘာဆိုတဲ့စကားလုံးဒီစကားလုံးမှာနံပါတ်1တည်တတ်မြဲမြံခြင်းနံပါတ်2စွဲမြဲစွာရှိခြင်းနံပါတ်3ကြန့်ခိုင်စွာယက်တည်ခြင်းတောင့်တင်းခိုင်မာခြင်းနံပါတ်4ခြေကုပ်မြဲမြံခြင်းနံပါတ်5စီးမြင်စီကန်းအပေါ်ချိုးဖောက်မှုမပြုဘဲဆွဲမြဲစွာယက်တည်ခြင်းနံပါတ်6စင်ဆက်မပြတ်လိုက်နာခြင်းအစရှိတဲ့အနက်အတိတ်ပဲတွေပါဝင်တယ်ဒါကအဘိဓမ္မာတွေမှာပေါ်ပြထားတဲ့အတိတ်ပဲတွေဆိုတော့ကကုရ်အာန်ကဒီစကားလုံးကိုပြန်ပြီးတော့ဖွင့်ဆိုပြထားတာကိုကျွန်တော်တို့လေ့လာကြည့်ဖို့လိုတယ်ဥပမာဆူရာ153မှာအင်နလောဟ်မာအဆွာဘီရင်လို့ပြောတယ်ဧကမအလ္လာဒီဆဘာလုတ်သူတို့နဲ့အတူရှိတော်မူ၏ဒီအာယတ်မှာဆွာဘီရင်ဆဘာလုတ်သူများဆိုတာကိုဘယ်လိုအရေးချင်းရှိတဲ့သူတွေကိုပြောတာလဲနော်ဒါကိုကျွန်တော်တို့ဆူရာ3အာယတ်146မှာပြန်ပြီးရှင်းပြတယ်ဝကအိယမ်မင်နဘီရင်ကာတလမအဟူရဘီယူနကစီဖမာဝဟနူလီမာအဆွာဘဟွမ်ဖီဆဘီလ illallah. Wa ma dha'ufu wa ma istakanu
wallahu yuhibbu sabirin များစွာသောနဗီများနှင့်ရဘီယွန်အလ္လာဟ်၏ပြောထောင်မှုစနစ်နှင့်အညီပြောထောင်မှုကိုဆောင်ရွက်ကြသူအများတို့သည်အတူတကွလက်တွဲ၍ရန်သူများနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်ထို့သောအလ္လာဟ်ပြဋ္ဌာန်းထားသောလူဘဝလမ်းစဉ်၌တိုက်ခိုက်ကြစဉ်တက်ရောက်လာသောဘေးဒုက္ခများကြောင့်သူတို့သည်စိတ်ဓာတ်ကြခဲ့ကြသည်လည်းမဟုတ်အာအင်ချိနေခဲ့ကြသည်လည်းမဟုတ်အညံ့ခံအရှုံးပေးခဲ့ကြသည်လည်းမဟုတ်ပေစင်စစ်အလ္လာဟ်သည်ဆာဘာလုတ်တော်သူတို့ကိုရလကောင်းများပေါက်ဖွားစေတော်မူ၏ဆူရာ3အာယတ်146ဒီအိုက်မှာတုံးထားတဲ့ဆွာဘီရင်ဆာဘာလုတ်သူများဆိုတာကိုစံကျင်ဘက်ဇကလုံး3လုံးနဲ့အလရှင်မြတ်ကပြန်ပြီးတော့ဖွင့်ဆိုရှင်းလင်းပြတယ်ပထမလုံးကမာဝဟာနူနော်ဝဟာနူဆိုတာကစိတ်တက်ကြတာအဲ့တော့မာဆိုတဲ့အငင်းဘုံနဲ့တွဲလိုက်တော့သူတို့ဒီစိတ်တက်ကြခဲ့ကြသည်လေမဟုတ်လို့ပြောတာဒါကြောင့်ဆဘာမာစိတ်တက်ကြခြင်းဆိုတာမရှိဘူးဒုတိယတလုံးကမာဒူဖူတဲ့ဒူဖူဆိုတာကချိနေတာမာဆိုတဲ့အငင်းပုံနဲ့တွဲလိုက်တော့အင်းအားချိနေကြသည်လည်းမဟုတ်လို့ပြောတာဒါကြောင့်ဆဘာမာအင်းအားချိနေခြင်းလည်းမရှိတတိယတလုံးကမတ်တကာနုဟာလားဆိုတော့ဒီမှာလဲမာဆိုတဲ့အငင်းမုံနဲ့တွဲသုံးထားတယ် istakan ဆိုတာကနော် istikan ဆိုတာကအညံ့ခံအရှုံးပေးခြင်းကိုပြောတာဟုတ်လားဆိုတော့မာနဲ့တွဲလိုက်တဲ့အခါမှာအညံ့ခံအရှုံးပေးခဲ့ကြသည်လဲမဟုတ်ပေးလို့ပြောတာဒါကိုအာယတ်ရဲ့အဆုံးမှာ wallahu yuhibbu sabirin လို့ဖွင့်ဆိုပြတယ်အများအဖြစ်တော့အလ္လာဟ်ဒီဆဘာလုတ်သူများကိုနှိမ့်မြို့တော်မူ၏လို့ဘာသာပြန်တယ်နှိမ့်မြို့တော်မူ၏ကျွန်တော်ကအလ္လာဟ်ဒီဆဘာလုတ်တော်သူတို့ကိုရလကောင်းများပေါက်ဖွားစေတော်မူ၏လို့အနက်ကောက်တယ်ဘာကြောင့်လဲဆိုတော့ဆူရာ42အာယတ်7မှာအလ္လာဟ်နဲ့ပတ်သက်ပြီးတော့လိုက်စာကမစ္စလီရှိုက်လို့ပြောတယ်အရှင်နဲ့ထပ်တူညီရတစုံတရာမျှမရှိတယ်ဒါကြောင့်လူသားမှာရှိတဲ့စိတ်ခံစားမှုမျိုးအလ္လာဟ်မှာလုံးဝမရှိဘူးဥပမာချစ်ချင်းမုန်းခြင်းဒေါသထွက်ခြင်းတနာခြင်းကျင်နာခြင်းနှစ်သက်ခြင်းကရုဏာပြုခြင်းကြိုက်ခြင်းနှိမ့်မြို့ခြင်းစတဲ့ဥစ္စာတွေအလ္လာဟ်မှာမရှိဘူးနော်အင်ရှာအလ္လာဟ်အလင်းသိရင်အဲ့ဒီသဘောဆောင်တဲ့စကားလုံးတွေကိုတလုံးချင်းကျွန်တော်ရှင်းပြမယ်ဟာလားဒီမှာယူဟစ်ဘူဆိုတာကိုလိုရင်းတုတ်ရှင်းကျွန်တော်ပြောပြမယ်မူဟစ်အဘီဒန်ရဲ့ပေါ်ပြတဲ့အရာအဟဘ်ဇာရူယူဟစ်ဘူအဟဘာနေပြီးတော့ပြစ္ဆုတ်ပါအနာကကရိယာဖြစ်တာနော်အဲ့တော့အဟဘကအတိတ်ကရိယာအဟဘ်ဇာရူဆိုတာကတဲ့လေယာတီးပွင့်သည်တဲ့ရလဖြစ်ထုံး၍ထင်ရှားပေါ်လွင်လာသည်လို့ပြောတာဒါတော့ဒီစကလုံးကိုအလတ်ပဲရည်ညွှန်းတုံးတဲ့အခါမှာနှစ်သက်သည်နှစ်မြို့သည်ချစ်ခင်သည်ကြိုက်သည်လို့အနက်မကောက်ဖဲနဲ့ရလကောင်းများပေါက်ဖွားစေသည်လို့အနက်ကောက်ရတယ်။ဘာကြောင့်လဲ तू ကလယ်မြေနဲ့တခါတည်းထိတ်ပြတာတယ်။နော်။အဲ့တော့ကောင်းပြီ။ပြောလက်စအကြောင်းအရာကိုပြောရရင်ကုရ်အာန်လေ့လာမှုအစီအစဉ်မှာကိုယ်တိုင်အာရဘီကိုသင်ယူပြီးလေ့လာမယ်ဆိုရင်အာရဘီတရားနဲ့ကုရ်အာန်အဘိဓာန်တွေကိုလေ့လာရမှာဖြစ်တယ်လို့ကုရ်အာန်ကကုရ်အာန်ကိုရှင်းလင်းတဲ့နည်းကိုလည်းစီးပူးလေ့လာဖို့လိုတယ်ဟဲ့လားဒီနေရာမှာကုရ်အာန်ကတုံးလုံးထားတဲ့ဝေါ်ဟာရတလုံးကိုအခြေခံအဖြစ်နီလာနှစ်ခုနဲ့ရှင်းလင်းတယ်နော်ပထမတစ်ခုကအထက်မှာတင်ပြခဲ့တဲ့စံကျင်ဘက်စကလုံးများကိုအသုံးပြုပြီးရှင်းလင်းတာဥ
ဥပမာစွာဘီရင်ရဲ့ဆန့်ကျင်ဘက်အဖြစ်နော်မာဝဟာနူမာဒအူဖူမစတကာနူဟာလားဆရာတွေကိုတွက်ဖက်ပြီးသုံးလို့တယ်အဲ့တော့ဆဘာဆိုတာစိတ်ဓာတ်ကြံ့ခိုင်ခြင်းအင်အားရှိခြင်းအညံ့မခံခြင်းအရှုံးမပေးခြင်းဆိုတဲ့သဘောတရားတွေကိုခြုံငုံထားတဲ့ဝေါ်ဟာလားဟလားတခါတလေကြရင်စံကျင်ဘက်စကလုံးနဲ့မပြဘဲနဲ့ကုရ်အာန်ကအနက်တူစကလုံးကိုထပ်ဆင့်သုံးပြီးတော့လည်းရှင်းပြတယ်ဥပမာဆူရာ250မှာဆဘာနဲ့တွဲပြီးတော့စဘစ်အကဒါမနာကျွန်တော်တို့ကိုတီတန့်မြဲမြံစွာယက်တီနိုင်စွာချီးမြှင့်ပါလို့ဆဘာကိုဖွင့်ဆိုပြတယ်ဒီသုံးလုံးပုံအရာဆဘာဆိုတာကြန့်ခိုင်စွာယက်တီခြင်းကိုပြောနေတာတခါဆူရာ31အာယတ်19မှာဆဘာကိုအဇ်မွန်နဲ့တွဲပြီးတော့သုံးထားတယ်အဇ်မွန်ဆိုတာကဇွဲတတိကိုပြောတာဒါကြောင့်ဆဘာမှာဇွဲတတိဆိုတဲ့သဘောတရားကိန်းဝင်တယ်နော်ဒီလိုမျိုးအလ္လာဟ်ကကုရ်အာန်မှာသုံးလုံးထားတဲ့စကားလုံးတွေကိုအရှင်ကိုယ်တိုင်ရှင်းလင်းပြတာနဲ့ပတ်သက်ပြီးတော့ဆူရာ85အာယတ်19မှာသုမ္မာအင်နာအလိုင်နာဘယာနာလို့ပြောထားတယ်တဖန်၎င်းကုရ်အာန်ကိုရှင်းလင်းပြရန်လေငါဤတာဝန်ဝင်ဖြစ်၏တဲ့အလ္လာဟ်တာဝန်ယူထားတာနော်ကုရ်အာန်ကိုရှင်းလင်းပြဖို့အလ္လာဟ်ကတာဝန်ယူထားတာဒါဆိုခမရတို့ဘာလို့ရှင်းလဲလို့ကျွန်တော်တို့မေးလေဟာလားကျွန်တော်တို့ရှင်းတယ်ဆိုတာကျွန်တော်တို့နားလည်တဲ့ဥစ္စာခမရတို့ပြောပြတာရှင်းတာမကုရ်အာန်ကိုရှင်းနိုင်တဲ့လူကဘာမှတရားဝမရှိအလ္လာဟ်သူကိုယ်တိုင်ရှင်းတာတယ်ခမရတို့မယုံရင်မုဟမ္မဒ်ရှင်းထားတဲ့ကုရ်အာန်ဘာသာပြန်ကျွန်တော်စီယူလာခဲ့ဆလ္လာလာဟူအလိုင်ဝါဆလမ်နော်ဟာလားကျွန်တော်ဘူခါရီထဲမှာကြည့်နော်တဖ်ဆီရ်မှာအာယတ်ဘနာအာယတ်ပြထားလိုက်ကြည့်ဟာလားအဲ့တော့တမန်တော်မြတ်ကသူကိုယ်တိုင်မရှင်းမဲ့တမင်ထားခဲ့တာလားခင်ဗျားတို့နားလည်ထားဖို့လိုတာအဲ့ဒါဘာကြောင့်လဲဆိုတော့အလ္လာဟ်သူတာဝန်ယူထားတယ်အလ္လာဟ်ယူထားတဲ့တာဝန်ကိုတမန်တော်ဂျားရဲဝင်မလို့အလ္လာဟ်ကသူ့ကိုပေးထားတဲ့တာဝန်ကိုတမန်တော်လုပ်တယ်နော်အလ္လာဟ်ယူထားတာခင်ဗျားတို့မယုံလို့ရှိရင်အဲ့ဒီမှာကြည့်ဆူရာ55အာယတ်1နဲ့2မှာဘာပြောလဲသိလားအရ်ရဟ်မာနအလ္လမလ်ကုရ်အာန်နဲ့ရာဟ်မန်ဒီကုရ်အာန်ကိုသင်ကြားပေး၏တဲ့ဟာလားအဲ့တော့လွယ်လွယ်လေးပြောပြမယ်ဗျာခင်ဗျာအာရဘီဒရာအပြင်ရဆရာလေးရှိမှသင်အဘိဓမ္မာပညာအပြင်ရဆရာလေးရှိမှသင်ကုရ်အာန်ရဲ့အနှစ်သာရကိုသိဖို့ဘယ်အပြင်ရဆရာရှိမှသင်လို့မရဘူးအဲ့ဒါခင်ဗျားတို့သိကြမှတ်တာဘယ်မှာသင်ရမလဲဆိုအဲ့ဒီကုရ်အာန်ရဲ့သဘောတရားကိုကုရ်အာန်ထဲမှာရှာရတာကုရ်အာန်နဲ့တိုင်ပင်ထိုးလိုက်နော်အဲ့မှာအလ္လာဟ်သင်တာခင်ဗျားတွေ့လိမ့်ဟုတ်ပြီလားအဲ့တော့အရ်ရဟ်မာနအလ္လမလ်ကုရ်အာန်ရာဟ်မန်ဒီကုရ်အာန်ကိုသင်ကြားပေး၏နော်နောက်အလ္လာဟ်ဒီနဲ့ပတ်သက်ပြီးအလ္လာဟ်ဆရာမလုပ်နဲ့နော်အဲ့ဒါလည်းပြောထားတယ်အတူအလီမူနအလ္လာဟ်ဘီဒီနကိုငါပြဋ္ဌာန်းထားတဲ့မင်းတို့အတွက်ငါပြဋ္ဌာန်းပေးတဲ့ဒင်ကိုမင်းတို့ကငါဆရာပြန်လုပ်တာလားလို့အလ္လာဟ်ပေးတာဟုတ်ပြီလားအဲ့တော့အလ္လာဟ်ဒီအကောင်းဆုံးဆရာပဲနာကျွန်တော်ကုရ်အာန်ဘာသာပြန်ဆူရာ55အာယတ်1ရဲ့အောက်ခြေမှတ်စု1916ကိုကျွန်တော်လည်းဖတ်ပြခြင်းတယ်ဗျနံပါတ်1ကုရ်အာန်ဒီလူသား၏မွေးရာပါအသိဉာဏ်ထက်တာလွန်ထူးခဲ့သည်ထို့ကြောင့်လူဒီကုရ်အာန်မှပြဋ္ဌာန်းထားသောစီးမြင်ဥပဒေများကိုဖန်တီးနိုင်သောမရှိသည်ရာဟ်မန်ဤသင်ကြားပေးမှုကြောင့်သာထူးကဲသောအသိဉာဏ်ကိုသိခွင့်ရရှိခြင်းဖြစ်သည်တဲ့နော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်တဖ်ဆီရ်ကိုပြန်ညွှန်းတယ်တဂျူမာကိုပြန်ညွှန်းတယ်ဆူရာ2အာယတ်23အောက်ခြေ58ဆူရာ30အာယတ်38ဆူရာ17အာယတ်73အောက်ခြေ916ဆူရာ19အာယတ်88နော်ဆူရာ52အာယတ်34နံပါတ်1ဆူရာ53အာယတ်5မှာ3လုံးထားတယ်တင်ကြားပေးသူဟူသည်ရာဟ်မန်ဒါလင်ဖြစ်၏နော်အများယူဆတဲ့ကဲလို့ဂျေဘရီလ်မဟုတ်ပေနော်ဆူရာ53အာယတ်5အဲ့မှာပြောတယ်လေ
allamahu shadidul quwa ဆိုတော့ဘာလို့ချလိုက်လဲဟလာဂျဘရီလ်ကအင်မနာအင်အားတောင်းနေတဲ့ဂျဘရီလ်ကတင်ပေးတယ်ဟိုမှာပြောတဲ့အလ္လာမဆိုတာနဲ့ဆူရာရာမန်မှာပြောတဲ့အလ္လာမဆိုတာတစ်ခုတည်းပဲဆရာတယောက်တည်းပဲနှစ်ယောက်မဟုတ်ဆရာတယောက်တည်းပဲဟလာအများယူဆတကဲ့သို့ဂျဘရီလ်မဟုတ်ပြီနော်ဆိုလိုချင်တာကကုရ်အာန်ကိုတင်ကြားပေးသူဆူရာ53အာယတ်9မှာသုံးနှုန်းထားတယ်ကုရ်အာန်ကိုတင်ကြားပေးသူဟူဒီရာမန်ဒါလီယင်ဖြစ်၏အများယူဆတကယ်လို့ဂျဘရီလ်မဟုတ်ဘူးစင်စစ်ဂျဘရီလ်ဟူဒီနဗီရဆူလ်များထံတို့အလ္လာဟ်ဥပဒေကျမ်းကိုချမှတ်ပြီးတော့စနစ်တစ်ခုသာဖြစ်ပြီတင်ကြားပေးတော့ဆရာမဟုတ်ဘူးတင်ကြားပေးတော့ဆရာမဟုတ်ဘူးခင်ဗျားတို့သိတယ်မလားဟောမလာအီကာတွေကလူကိုစစ်သားလုပ်တယ်ဆိုတာလေနောက်ပြီးတော့မလာအီကာလာပြီးပြန်တင်ပေးတယ်ဆိုတော့တော်တော်ကိုเนาะအတိုင်ဖောက်မညီရှေ့တော့မညီတဲ့အယူဆတွေဟာလားအဲ့တော့ရာမန်ဆိုတဲ့ဒီစကားလုံးဖွဲ့စည်းမှုလေးကိုကျွန်တော်ပြောပြမယ်နော်ဟာလားကျွန်တော်တိုနဲ့လိုရင်းပြောမယ်ရာမန်ဆိုတဲ့စကားလုံးဖွဲ့စည်းကုရ်အာန်မှာရဟီမွန်လာတဲ့ရာမန်ဦးလာရာမန်ဦးကအမြဲတမ်းဂိုင်မွန်ဆရီဖ်ပဲသူ့ပေါ်မှာဘယ်တော့မှတန်ဝင်းမလာဘူးတန်ဝင်းမလာဘူးရာမန်နွန်ဘယ်တော့မှမလာဘူးရာမန်ဦးပဲဟာလားဆိုတော့အဲ့ဒီရာမန်ဦးဆိုတဲ့နော်ပုံစံအရာဘာတွေ့ရလဲဆိုလို့ရှိရင်လူသားကကုရ်အာန်ကိုလေ့လာခြင်းနဲ့ဆိုရင်သူကိုယ်တိုင်စီးပူးရမယ်လို့အလ္လာဟ်ပြောနေတာ။ဘာကြောင့်လဲဆိုအလ္လာဟ်ပြဋ္ဌာန်းထားတဲ့ထောက်ပံ့မြင့်တင်မှုစနစ်မှာအဲ့မှာလုံခြုံမှုလည်းပါတယ်။အဲ့ဒီစနစ်မှာရှုတော့နှစ်ခုရှိတယ်။လူသားဘက်ကအားစိုက်ထုံးမှုမပြုတ်ရပဲရတဲ့အထောက်ပံ့ဆိုရင်အဲ့ဒါရဟီမ်နဲ့တုံးတယ်။လေရတယ်ဗျ။ရေရတယ်ဗျ။ပတ်စံပေးဝယ်ရလားမဝယ်ရဘူး။အဲ့ဒါရဟီမ်နဲ့မှဝင်တယ်။ရာမန်ဆိုရင်ကိုယ့်ဘက်ကစူးစမ်းအထောက်မှုပါရတယ်ကိုစူးစမ်းတော့အလ္လာဟ်ပေးမှာအဲ့ဒါကြောင့်အလ္လာဟ်ကဟာလာအရ်ရဟီမူအလ္လမလ်ကုရ်အာန်မပြောဘူးအရ်ရဟ်မန်အလ္လာမလ်ကုရ်အာန်ပြောတာမင်းစူးစမ်းအထောက်တယ်နော်မင်းစူးစမ်းအထောက်ရင်ငါတင်ပေးမယ်မင်းမစူးစမ်းငါမတင်ပေးဘူးပြောတာဟာလာအဲ့တော့နံပါတ်၄ပြောပြမယ်ကျမ်းမြတ်ကုရ်အာန်ဤနည်းနည်းသိမ်မွေ့တော့အသိပညာများကိုကျမ်းမြတ်ကုရ်အာန်ဤအတွင်း၌ငုံဆိုး၍၎င်းနော်အဲ့ဒါအခုနပြောခဲ့တဲ့အလ်ကုရ်အာန်ယူဖတ်ဆီရူဘာဒူဟူဘာဒန်လေကုရ်အာန်ဒီမိမိအစိပ်ပိုင်းအချို့ကိုနော်အချို့ဖြင့်ရှင်းလင်းပြသည်ဆိုတဲ့ဥစ္စာဟုတ်လားကောင်းပြီအဲ့တော့ကုရ်အာန်အတွင်းထဲကိုကျွန်တော်တို့ကငုံဆိုးပြီးတော့လေကြည့်ရတယ်ပြီးတော့ဘာကိုကြည့်ရလဲတဲ့လားခင်ဗျားတို့ဒီနေ့ပြစ်ထားတဲ့ဘာသာရက်လေစัจ java လာများနှင့်ကဘာတို့၌တက်ရောက်နေတော့တဘာဝနိယာမစီးမင်းများနှင့်လူပေါင်းတွင်တက်ရောက်နေတော့သုံးပြန်ရက်လာပုံပေါ်လာမှုတို့ကိုစူးစမ်းရှာဖွေသူတေသနာပြုခြင်းဖြင့်၎င်းဖော်ထုတ်ကြရမည်တဲ့ကုရ်အာန်ရဲ့အသိပညာအဲ့တော့အဲ့ဒါတွေမသိတော့ဘာဖြစ်လဲဆိုတော့ငရင်ပဲချိန်လုံးမလဲမသိဘူးအောက်မှာငရင်ကြောကဘလောက်ပြင်းထန်လဲမသိဘူးဘလောက်အမြင့်ဆုံးအထိလှုပ်လာနိုင်မလဲမသိဘူးတေးသေးချာချာစနစ်တကျဇိမ်နဲ့နေတယ်ကျွန်တော်ဟိုတခါလဲပြောတယ်နော်မတော်တဆရန်ကုန်မှာအဲ့တလို့ငရင်လှုပ်လို့တိုက်ပြိုရင်ကျွန်တော်ပါပါမှာဟုတ်ပြီလားတော့ကျွန်တော်တို့ကအဲ့ဒါတွေကိုဘဒုပါရာပြဘဒုပညာလို့ပြောတယ်ကာဖီတွေရဲ့ပညာလို့ပြောတယ်ခင်ဗျာကုရ်အာန်နဲ့လိုက်ကြည့်အတိတ်ငရင်ခါကအလ္လာဟ်ကအဲ့ဒီဘာသာရက်တွေဘက်ကိုလူသားရဲ့အာယုံကိုစေ့စော်ပေးတယ်နှိုးစော်ပေးတယ်ကျွန်တော်အရင်တခါလဲပြောပြီးပြီနော်အရင်ဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြောခဲ့တယ်ဟာလားအဲ့တော့အခုကျွန်တော်ပြောပြသွားတာကကုရ်အာန်လေ့လာမှုအစီအစဉ်ကိုအကျဉ်းချုံးပြီးပြောတာနော်ကျွန်တော်အကျဉ်းချုံးပြီးပြောတာနောက်ပြောမှဆိုရင်လေအများကြီးကျွန်တော်တို့ပြောလို့ရနေတယ်တဲ့လားဟာလားအဲ့တော့ကျွန်တော်ဒီမှာနောက်ဆုံးနော်တမင်ကျွန်တော်နောက်ဆုံးမှပြောတာဒီအကြောင်းအရာဘာကြောင့်လဲဆိုတော့ဒီအကြောင်းအရာကအရေးကြီးဆုံးပဲဒါအနည်းထုတ်ပဲကျွန်တော်ခုပြောမယ်စူရာ56အာယတ်89မှာလာယမဆူဟူအီလ်မူတဟရုန်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကဘာလောက်သုံးဆိုတော့များတော့အဖြစ်
ကုရ်အာန်ကိုတိုင်လို့ရှိရင်ကိုလည်းတန့်စင်ရမယ်တဲ့နော်ကိုလည်းတန့်စင်ရမှာတော့ရေချိုးစရာရှိရင်ချိုးရတယ်ပေါ့ဗျာဝဇူလုပ်ရှိရရှင်လုပ်ရတယ်ခင်ဗျားတို့မှတ်တာကုရ်အာန်ထဲမှာလေကုရ်အာန်ကင်ဖို့ဆိုဘာလို့ဖာလို့ဘယ်နေရာမှမပြောခင်ဗျားကြိုက်တဲ့ချင်းကင်လို့ရတယ်ကုရ်အာန်နော်ကြိုက်တဲ့ချင်းကုရ်အာန်ကိုကင်လို့ရတယ်လေ့လာလို့ရတယ်ဟာလားဆိုတော့ထားပါဒါတို့ပေးတဲ့ဓမ္မတာပေါ့နော်ကိုလည်းမတန့်သိရင်ကုရ်အာန်ကိုမကင်ရဘူးကောင်းပြီဒါတို့တော့ထားလိုက်ပါဟာလားဆိုတော့ဒီအာယတ်ကဘာကိုယဉ်ညွှန်းတာလဲလာယမဆူအီလ်မုတဟရုန်ကဘာကိုယဉ်ညွှန်းတာလဲသူ့ရဲ့ယဉ်ညွှန်းမှုဒီဇာရိတ်တာအသွေးမြင်စိတ်နှလုံးတန့်စင်ရမယ်နော်အစွဲကင်းရမယ်အဲ့ဒီလိုလူတွေပဲကုရ်အာန်ကိုနားလေတယ်ကုရ်အာန်ကိုလေ့လာပြီဆိုရင်ဘာလို့ရလဲဆိုရင်ကိုပထမယုံကြည်ထားတဲ့ယုံကြည်ချက်ကိုခဏဖယ်လိုက်ရတယ်အဲ့ဒီလိုတတိရှိရှိဖယ်လိုက်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမြဲတမ်းဂျင်းထဲခံခဲ့ရတာနော်အသက်30လောက်တော့ကုရ်အာန်ကိုစလေ့လာတော့ဘာလို့တုံးလို့ရှိသမျှယုံကြည်ချက်အကုန်ဖယ်ထားလိုက်တယ်ဖယ်ထားပြီးတော့ကုရ်အာန်ကိုလေ့လာတယ်ဆိုတော့အလ္လာဟ်ပြောနေတာရှင်းရှင်းလေးမင်းရဲ့စိတ်နှလုံးသားမတန်ရှင်းဘူးမင်းမကဘာတွေဖြစ်နေလဲဆိုအစင်လာတွေနော်အစွဲလန်းနေနော်အကုန်လုံးကိုကျွန်တော်တို့ကဘာလို့သုံးဆိုတော့အဲ့ဒီအစင်လာတွေရောအစွဲလန်းနေရောအဲ့ဒါတွေအကုန်လုံးကိုမျက်မှန်အဖြစ်တတ်လိုက်တယ်တတ်ပြီးတော့ကုရ်အာန်နဲ့ကြည့်တော့အဲ့ဒါတွေပဲလိုက်မြင်တာအဲ့တော့ကျွန်တော်တို့ကထူးထူးခြားခြားလေးပြောလိုက်ဒါမဟုတ်ဘူးလားဆို तू ကဟိုအလင်းပြကြံလာပြီးထောက်ပြမယ်ဟုတ်လားဘောရင်လည်းတခြားဘာသာပြန်တကြံလာပြီးထောက်ပြမယ်ဟုတ်လားအဲ့တော့ကုရ်အာန်ကိုလေ့လာမယ်ဒူဒီလာယမဆူအီလ်မုတဟရုန်ဘလူတွေဖြစ်မလဲစိတ်နှလုံးသားတန့်ရှင်းရမယ်နော်ဟိုကျွန်တော်တို့ဇာတိတ်တာကောင်းရမယ်ပြီးတော့လေအရေးကြီးဆုံးကကုရ်အာန်ကိုဖောက်ပြန်ဖို့ဆိုတဲ့ရည်ရွယ်ချက်မပါရဘူးခင်ဗျားကုရ်အာန်ကိုဖောက်ပြန်ဖို့ရည်ရွယ်တယ်ကုရ်အာန်ကိုအပြစ်ပြောဖို့ရည်ရွယ်တယ်ဆိုရင်ခင်ဗျားအပြစ်တွေကြီးပဲမြင်မှာအပြစ်တွေကြီးပဲမြင်မှာဟုတ်လားအဲ့တော့ကုရ်အာန်ဘာပြောတယ်လဲငါတို့တစ်ချက်ကြည့်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကို့မှာရှိတဲ့ငကိုအစွဲလန်းတွေကိုခဏဘေးဖယ်ထားပြီးတော့လေ့လာမှတ်တာလေကုရ်အာန်ကိုနားလည်နိုင်မယ်ဆိုတာကိုပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ဝမအလိုင်နာအီလ်ဘလာဂုလ်မူဘီကျွန်တော်တို့ရဲ့တာဝန်ကရှင်းလင်းထင်ရှားစွာကုရ်အာန်ကိုပို့ဆောင်ရတာဖြစ်၏ဝဆလာ